free ရရှိသွားမယ် collector skin များပထမဆုံးပြပြချင်တာကတော့ collector resale event အကြောင်းပဲဖြစ်ပါတယ်ဒီ event မှာဆိုရင်တော့1 draw ကို diamond 10လုံး10 draw ကို diamond 100တောင်းအောင်မှာဖြစ်ပြီးတော့မှဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က draw 200လှည့်လိုက်တာနဲ့ collector skin တစ်ကောင်တေချာပေါက်ရရှိမယ်လို့ပြောထားတယ်ဒါအပြင်မှာကျွန်တော်တို့က draw 20ပြည့်တိုင်းမှာဒီပုံလေးတွေက skin တွေကိုအယုတ်ကောက်တယ်လို့ကောက်ယူရနိုင်မှာပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီ event ရဲ့ premium supply မှာရမယ့် ticket က maybe 100ကျော်လောက်ရမယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော်တို့က diamond အနည်းငယ်သုံးလိုက်တာနဲ့ collector skin တစ်ကောင်ထပ်ပို့ပြီးရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒါကတော့ event မှာပါဝင်လာမယ့် skin တွေပဲဖြစ်ပါတယ်နောက်ပြီးတော့ဒီမကြခင်မှာထွက်ရှိလာမယ့် Moscow ရဲ့ collector skin ကို free ပေးသွားမှာဖြစ်ပြီးတော့မှလက်ရှိ advanced server lake တွေအရာဆိုလို့ရှိရင်တော့Moscow ရဲ့ collector skin နဲ့ပုံစံတူ event တစ်ခုရောက်ရှိနေတယ်ဒါတော့ကျွန်တော်တို့ creator ကြီးစောင့်ကြည့်ရမယ့် event တစ်ခုလည်းပဲဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ brother နဲ့သူမဘေးရကောင်လိုပါပဲဘာလဲဆိုရင်တော့ universal collector title ပဲဖြစ်ပါတယ်ဒီ title ကိုရဖို့ဆိုလို့ရှိရင်အနည်းဆုံး 0.5 သိန်းအထက်ရှိရမှာဖြစ်ပြီးတော့မှဒီ title ကိုရရှိသွားတဲ့လူကတော့ကြိုက်တဲ့ collector skin တစ်ကောင်ရရှိမယ်လို့သိထားရပါတယ်။ Okay ဆိုလက်ရှိကြည့်နေတဲ့လူတွေထဲမှာရောဒီ collector skin တွေကနေပြီးတော့မှ best skin တွေကိုပိုင်ဆိုင်ပြီးသွားပြီလေ။ best skin တွေကိုပို့ပြီးတော့မှလိုချင်လဲ comment ထဲမှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်။ Mobile Legends နဲ့ပတ်သက်ပြီး video content တွေကိုစိတ်ဝင်စားရဆိုရင်အကောင့်လေးကို follow တစ်ချက်နဲ့ကူညီပေးကြဖို့မမေ့ပါနဲ့။